ဗုဒ္ဓနေ့မွေးသူအလုံးမင်္ဂလာပါ2026ခုနှစ်ဇူလိုင်လ15ရက်နေ့ကနေ21ရက်နေ့အတွင်းကာလဟာအရေးပါတဲ့ဘဝပြောင်းလဲတဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်ဆုံးဖြတ်ချက်မှန်မယ်ပေါ်ပေါက်လာတဲ့ခွင့်ရတွေကကိုယ့်အတွက်ထူးခြားတဲ့ခွင့်ရတွေဖြစ်မယ်ပတ်ဝန်းကျင်သစ်တွေနဲ့ဆက်ဆံရမယ်ကိုယ်တိုင်နေရာပြောင်းရင်ပြောင်းမပြောင်းရင်ကိုယ့်နေရာဝန်းကျင်နာကိုလူသစ်တွေပြောင်းလဲတာတတ်တယ်ပတ်ဝန်းကျင်အားလုံးတစ်ခုလုံးရဲ့နှစ်သာရမှာကောင်းသောဘက်ကိုတည်ပြီးပြောင်းလဲတယ်စီးပွားကံဘဝကံခွင့်ရသစ်တွေပေါ်မယ်ဘဝရည်မှန်းချက်သစ်တွေကိုလက်တွေ့ကောင်းထဲပေါ်နိုင်တယ်ဘေဒီမေးကျင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစာနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလိုက်ရုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်ဒါကြောင့်စမ်းစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါတယ်15ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်ဘဝတိုးတက်မယ်မတော်တဆအန္တရာယ်ကူးဆက်ရမယ်ရေအန္တရာယ်ရှင်အန္တရာယ်ကူးဆက်ရမယ်မဟာရချမ်းနေဖြစ်တယ်အဲဒီနေ့မှာအရှိရက်ကိုတည်သွားစဉ်အန္တရာယ်တွေရှိတတ်တယ်အထူးသဖြင့်မနေ့9နိုင်ခွဲနဲ့9နိုင်ကြားမှာအန္တရာယ်ရှိတယ်16ရက်နေ့မှာတော့အပြောင်းလဲနဲ့တိုးတက်မှုတွေရှိမယ်ရန်တိုက်ခံတွေရှိတတ်တယ်ငကပေါ်ရက်နဲ့တိုက်ဆိုင်တဲ့အတွက်ရင်ကားမောင်းနေမှုကူးဆက်ရမယ်ခက်ရံပဋိပက္ခမဖြစ်အောင်နေရမယ်အမြင့်တက်ခြင်းတွေမှာသတိထားရမယ်လဲပြိုတတ်တယ်တနေ့တာကာလအတွင်းမှာအရှိတောင်ရက်ကိုတည်သွားစဉ်အနေရှိတတ်တယ်ညနေ3နိုင်နဲ့4နိုင်ခွဲကြားမှာအနေလွှမ်းမိုးနေတယ်18ရက်နေ့ခေါင်းစည်းကောင်းလျှော်ရက်ကောင်းတစ်ခုဖြစ်တယ်ကံကြမ္မာကောင်းခြင်းနဲ့ကြိုးပေးခြင်းတွေကိုသယ်ဆောင်နိုင်တယ်ကောင်းသောနေ့ရက်တစ်ခုလည်းဖြစ်တယ်18ရက်နေ့မှာရန်ပြဿနာတွေဖြေရှင်းပြီးတော့အောင်မြင်နိုင်တဲ့ကံကြမ္မာရှိတယ်19ရက်နေ့မှာငွေကြေးပေးယူကိစ္စတွေမှာအငင်းပွားတတ်တယ်20ရက်နေ့ခေါင်းစည်းမင်္ဂလာရက်ကောင်းရက်မြတ်တစ်ခုဖြစ်တယ်ကောင်းသောချက်ရည်ရှိခြင်းနဲ့တိုးတက်ခြင်းတွေကိုခေါင်းစည်းကောင်းလျှော်ပြုခြင်းဖြင့်ရနိုင်တယ်အနာရောဂါကင်းခြင်းကိုလည်းချုပ်မယ်21ရက်နေ့မှာငွေကြေးကိစ္စလုပ်ငန်းကိစ္စစီးပွားရေးရာကံဖြားကောင်းစွာကြိုးပေးတဲ့နေသားနဲ့တိုးတက်တဲ့ကံတွေပေါ်ပေါက်မယ်တပတ်တာကာလအတွင်းမှာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်တယ်တစ်ခုကိုကနန်းတွေကြိုးပေးတဲ့အဝါရောင်အပြာရောင်မိခိုးရောင်တို့ကိုကြိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲနိုင်ပါတယ်အဝါရောင်ပန်းဝင်လေးတွေဖျားလူပြီးတော့လိုရာဆန္ဒပြုပါဆုတောင်းပြပါမယ်ကျေးဇူးတင်ပါတယ်